ဒီဗီဒီယိုလေးမှာတော့မန်စီးတီးကစားသမားတွေရဲ့လောက်ခလာစာတွေကိုအသေးစိတ်ပြောပြပြီးသွားပါရယ်။အန်တွန်ဆမင်းယိုကတပတ်ကိုပေါင်တသိန်း5,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.8တန်းရရှိထားပါရယ်။အသက်26ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါရယ်။မတ်ဂေဟီကတပတ်ကိုပေါင်3သိန်းရရှိပြီးတစ်နှစ်မှာတော့ပေါင်15.6တန်းရရှိထားပါရယ်။အသက်25ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။အလန်ကတပတ်ကိုပေါင်9,250,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်29.3တန်းရရှိထားပါတယ်။အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2034ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဆဗင်ယိုကတပတ်ကိုပေါင်8,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.1တန်းရရှိထားပါတယ်။အသက်22တာရှိပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဂျယ်ရမီဒိုခိုကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်2.6တန်းရရှိထားပါတယ်။အသက်23တာရှိပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Phil Foden ကတပတ်ကိုပေါင်2,250,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်7.9တန်းရရှိထားပါတယ်။အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ခွန်ဆန်နော့ဖ်ကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်2.6တန်းရရှိထားပါတယ်။အသက်22နှစ်တာရှိပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Foben Diaz ကတပတ်ကိုပေါင်2,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်73တန်းရရှိထားပါတယ်။အသက်28နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ နီကိုရိုင်လီကတပတ်ကိုပေါင်3,000တာရရှိပြီးတစ်နှစ်မှာတော့ပေါင်1.5တန်းရရှိထားပါတယ်။အသက်30တာရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဒိုနာရူမာကတပတ်ကိုပေါင်2,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်73တန်းရရှိထားပါတယ်။အသက်26နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ နီကိုဂွန်ဇာလက်စ်ကတပတ်ကိုပေါင်9,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.9တန်းရရှိထားပါတယ်။အသက်23တာရှိပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ရိုဒရီကတပတ်ကိုပေါင်2,200,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်7.4တန်းရရှိထားပါတယ်။အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ စတီဖန်အော်တက်ကာကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.6တန်းရရှိထားပါတယ်။အသက်32နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာနာဒိုဆူဗာကတပတ်ကိုပေါင်3သိန်းရရှိပြီးတစ်နှစ်မှာတော့ပေါင်15.6တန်းရရှိထားပါတယ်။အသက်32နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Ryan Ignori ကတပတ်ကိုပေါင်1,200,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်6.2တန်းရရှိထားပါတယ်။အသက်24နှစ်တာရှိပြီးစာချုပ်ကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Umar Mamus ကတပတ်ကိုပေါင်2,900,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်15.3တန်းရရှိထားပါတယ်။အသက်26နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ရီကိုလိုဝစ်ကတပတ်ကိုပေါင်2,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်1.3တန်းရရှိထားပါတယ်။အသက်20တာရှိပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ဂျွန်စတုန်းကတပတ်ကိုပေါင်2,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်73တန်းရရှိထားပါတယ်။အသက်32နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ မက်သီးနူးနက်စ်ကတပတ်ကိုပေါင်3,300,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်6.9တန်းရရှိထားပါတယ်။အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ကိုဗချစ်ကတပတ်ကိုပေါင်1,500,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.8တန်းရရှိထားပါတယ်။အသက်32နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ နာသန်အခေကတပတ်ကိုပေါင်1,600,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်8.3တန်းရရှိထားပါတယ်။အသက်30ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။
James Stafford ကတပတ်ကိုပေါင်9000ရရှိပြီးတစ်နှစ်မှာတော့ပေါင်1.6တန်းရရှိထားပါတယ်အသက်22တန်းရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်Jasco Cordu ကတပတ်ကိုပေါင်2သိန်းရရှိပြီးတစ်နှစ်မှာတော့ပေါင်10.4တန်းရရှိထားပါတယ်အသက်23နှစ်သားရှိပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်Ryan Chucky ကတပတ်ကိုပေါင်3,800ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.3တန်းရရှိထားပါတယ်အသက်22သားရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်Tijani Raiders ကတပတ်ကိုပေါင်2,300ရရှိပြီးတစ်နှစ်မှာတော့ပေါင်17.9တန်းရရှိထားပါတယ်အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်Calvin Phillips ကတပတ်ကိုပေါင်3,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.8တန်းရရှိထားပါတယ်အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်Jack Grealish ကတပတ်ကိုပေါင်2,2500ရရှိပြီးတစ်နှစ်မှာတော့ပေါင်17.9တန်းရရှိထားပါတယ်အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာပေါ်ဆုံးမှာဖြစ်ပါတယ်အခုလက်ရှိမှာတော့ Grealish က Everton အသင်းစီကိုတစ်နှစ်ငါးနဲ့တော့ကစားနေရပြီးပေါင်50လောက်နဲ့အပိသက်ဝယ်ယူခွင့်ကိုပါထိတ်သွင်းထားတာဖြစ်ပါတယ်အခုကျွန်တော်ပြောပြထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏဒဏ်ရာရသည်ဖြစ်စေကစားခွင့်မရသည်ဖြစ်စေကလပ်ကနေပေးဥပေးရမယ်သူတို့ရဲ့အခြေခံလက်စာတွေပဲဖြစ်ပါတယ်ကစားသမားတွေကသူတို့ရဲ့လက်စာအပြင်ပုံရိပ်အသုံးပြုခါနဲ့ bonus တွေကိုပါရရှိကြပါတယ်ဥပမာအနေနဲ့ပြောရရင် Champions League ဖလားအမှတ်ပေးဖလားနဲ့အခြားသောဖလားတွေအပြင်Ballon d'Or, Golden Boot နဲ့အခြားသောတအိုးချင်းအကောင်းဆုံးစုတွေကိုစက္ကူနိုင်မယ်ဆိုရင် club နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိကြမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောပြထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏအစိုးရစီကိုအခွန်ပေးမဆောင်ရတဲ့ပမာဏပဲဖြစ်ပါတယ်။ Premier League ကစားသမားတွေက UK အစိုးရစီကိုဘယ်လိုပုံစံမျိုးနဲ့အခွန်ပေးဆောင်ရတာလဲဆိုတာကတော့အခုကျွန်တော်ပြထားတဲ့အပုံလေးတိုင်းပဲဖြစ်ပါတယ်။ဒါ UK အစိုးရကသတ်မှတ်ထားတဲ့အခွန်နှုန်းထားပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်